စကားတိုင်းမုံရွာမြို့နယ်နဂါးတွင်းရွာကိုစစ်တပ်ကမေလ22ရက်နေ့ည8နာရီခွဲလောက်မှာလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့်ပြည်သူ2ယောက်သေဆုံးပြီး10ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဆိုပါပစ်ခတ်မှုကိုမုံရွာမြို့တောင်ဘက်မုတ်ပေါက်အနီးမုံရွာမန်းလေးသွားကားလမ်းဘေးစစ်စေးရေးဂိတ်ကနေပစ်ခတ်ခဲ့တာလို့သိရပါတယ်။ဒေသခံတယောက်ကတော့မုံရွာမြို့အဝင်ထွက်မအူရွာဂိတ်ကနေပစ်ချတာပါ။ကြတာကနဂါးတွင်းရွာစူတောင်းပြည့်ဖေးအရှိဘက်ကိုကြတာပါ။ယောက်ျားလေးတယောက်မိန်းကလေးတယောက်ထိခိုက်သွားတယ်လို့သိရပါတယ်။ပြည်သူ10ယောက်လောက်ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိတယ်။ဒဏ်ရာရတဲ့အထက်ကကလေးငယ်တွေလည်းပါတယ်ဗျလို့ပြောလာပါတယ်။နဂါးတွင်းရွာဟာမုံရွာမြို့တောင်ဘက်အမြင့်လမ်းမပေါ်မှာတည်ရှိတဲ့ကျေးရွာတစ်ရွာဖြစ်ပါတယ်။မုံရွာကာကွယ်ရေးကောင်းဆောင်တယောက်ကမနေ့ကတော့နမခစစ်တပ်အတွင်းကရောကြောက်ပုံစစ်အမြောက်တပ်ကရောလက်နက်ကြီးတွေနဲ့ညနေ4နာရီလောက်ကတအုံပစ်နေတာ။ဘာတိုက်ပွဲမှမရှိဘဲပစ်နေတာ။နဂါးတွင်းရွာကိုကျလာတဲ့လက်နက်ကြီးက81မမလက်နက်ကြီးပစ်ခဲ့တာ။ပစ်ခဲ့တဲ့အလုံးရည်အတွက်က6လုံးလို့ပြောလာပါတယ်။စစ်ကောင်စီတပ်ကတော့သကိုင်းတိုင်းအတွင်းကမြို့နယ်တွေကိုပြန်လည်စိုးမိုးနိုင်ဖို့လေကြောင်းအပါအဝင်လက်နက်ကြီးနဲ့နေ့စဉ်ပစ်ခတ်နေတာကြောင့်ဒေသခံတွေစိုးရိမ်ကြောက်လန့်နေတယ်လို့သိရပါတယ်